အဲ့တော့နောက်တစ်ခုကကြာဒီ group လေးကိုပြောမယ်ဒါလေးက drawing ဆွဲတဲ့အခါကြာလို့ရှင်အခုပုံလေးဆွဲတဲ့အခါမှာသူ့ကိုသုံးရတာအခြေခံဒါ basic tool တွေပဲနော်ဒီ basic tool ကနေပြီးတော့မှအဓိကဒါသုံးပြီးတော့ပုံလေးဆွဲသွားတာပဲ line လေးတွေဆွဲမယ် rectangle လေးတွေဆွဲမယ် cycle လေးတွေဆွဲမယ်ပေါ့နော်အဲ့လိုမျိုး basic tool လေးတွေကဒီ tools လေးတွေနဲ့သုံးပြီးတော့ပဲဒါပုံလေးဆွဲသွားတာအဲ့တော့ဒီ basic tool လေးတွေကိုတစ်ချက်ကြည့်ကြည့်မယ်အရင်ဆုံးက line ဆိုတော့ဒါ line တစ်ချောင်းဆွဲမယ်ပေါ့နော် line ဆွဲတဲ့အခါကြာလို့ရှင်ဒီ2လေးကိုပဲယူဒါမှမဟုတ်လို့ရှိရင်သူ့ရဲ့ shortcut က L လို့နေလိုက်လို့ရှိရင်လည်း तू ကအဲ့လိုမျိုး line command လေးဝင်လာတယ်ခဲတဲ့ပုံစံလေးနဲ့เนาะအဲ့လိုမျိုး line command လေး तू ဝင်လာတယ်အဲ့ဒီခါကြာလို့ရရှင်ကိုကပုံလေးဆွဲမယ်ပေါ့ပုံလေးဆွဲတဲ့ခါကြာလို့ရရှင်ကိုဆွဲတဲ့ပုံဒီ object နေရာက axis နဲ့အရန်ဝေးတဲ့နေရာမျိုးမှာပုံမဆွဲမိစေနဲ့နော်အရန်ဝေးရဲ့နေရာမှာမဆွဲမိစေနဲ့ဘာဖြစ်လို့လဲဆိုတော့အရန်ဝေးရဲ့နေရာမှာ axis နဲ့အရန်ဝေးရဲ့နေရာမှာဆွဲမိကြလို့ရှိရင်ကိုယ့်ရဲ့ပုံကဘယ်ဘက် axis ဘယ်ဘက် direction ဘက်ကိုလှည့်နေတယ်ဆိုတာမသိဖြစ်မှာဆိုလို့နော်ကျွမ်းကျင်သွားတဲ့ခါကျရင်တော့ကိစ္စမရှိဘူးပေါ့အခုတော့အတက်နိုင်ဆုံး axis နဲ့အနီးဆုံးနေရာမှာဆွဲပြီးပုံတစ်ပုံဆွဲတဲ့ခါကျလို့ရှိရင်နော်အဲ့တော့အမတို့ line တစ်ချောင်းဆွဲမယ် line ဆွဲတဲ့ခါကျလို့ရှိရင် line command ကိုဒီကနေပဲ2ဆွဲရပဲ UU shortcut ခေါ်ပြီး L လို့ပဲ UU အဲ့တော့ L လို့ command ရရတာနဲ့ဒါက line command ဝင်သွားပြီဝင်သွားလို့ရရှင်ကိုဆွဲတဲ့နေရာမှာတနေရာမှာကလစ်ချလိုက်ကလစ်ချပြီးတော့လို့ရရှင်သူကဒီမှာအခုမှတစ်ချက်ပဲကလစ်ချလေးရနော်ကလစ်ချပြီးတော့လို့ရရှင် line ကဒီလိုမျိုးလေးသူပေါ်နေအဲ့ဒီခါမှာ red axis နဲ့အပြိုင် red axis အတိုင်းသွားတာပေါ့နော်သူ့အတိုင်းလုံးဝ direction မှန်တဲ့ line ဆိုလို့ရရှင်သူကအလီရောင်လေးဖြစ်သွားတယ်အဲ့လိုပဲ green axis အတိုင်း direction မှန်တယ်ဆိုလို့ရရှင်တဲ့နေရဆိုလို့ရရှင်သူကအစိမ်းရောင်လေးဖြစ်သွားတယ်အဲ့လိုပဲ blue axis အတိုင်းဆိုလို့ရှင်လည်း blue axis အတိုင်း direction တိုင်းတဲ့နေရဆိုလို့ရှင်အပြိုင်ရောင်လေးဖြစ်သွားတယ်အနက်ရောင် line တွေကကျတော့ direction မှန်မှန်ဘူးဘယ်ဘက် direction ကိုသွားမလဲဆိုတာမသိဘူးအဲ့တော့ပုံဆွဲတဲ့ခါကြလို့ရှင်ကိုယ့်ရဲ့ပုံကို direction မှန်အောင်လို့ line အရောင်အဲ့ direction အရောင်ပေါ်မှာကိုကဆွဲတာကောင်းတယ်နော်ဒီမှာဆိုလို့ရရှင်အခု red green blue direction သုံးခုရှိရပေါ့ဒီမှာရှေ့အနက်ရောင်ကနေပေါ်မဆွဲဘူးအဲ့တော့ red direction အတွက်ကိုကဆွဲဖို့ဆိုလို့ရရှင်လေဒါ red axis မှာကိုကဒီလိုမျိုးသာအရောင်ပေါ်နေရဒါပေမဲ့ mouse ကိုရွှေ့လိုက်တဲ့ခါကြလို့ရှင်လေဒါလက်မငိန်တဲ့ခါမျိုးကြရင် direction ကပြောင်းသွားနိုင်တာပေါ့ကိုယ့်ရဲ့ line ကအဲ့ခါကြလို့ရှင်ဆွဲလိုက်လို့ရှင် line ကစောင်းသွားအောင်အဲ့တော့ direction ကိုကမရွေးအောင်လို့လော့ချရတယ်လော့ချတဲ့အခါမှာ direction ကိုလော့ချတာကနှစ်မျိုးရှိတယ်ပထမတနည်းကကြတော့ shift နဲ့သုံးတာလေနောက်တနည်းကကြတော့ arrow key လေးနဲ့သုံးတာနဲ့အရင်ဆုံး shift နဲ့သုံးတာပဲပြပေးမယ် shift နဲ့သုံးတာကကြတော့အခုဆိုလို့ရှိရင်ကိုကဘယ် direction မှာဆွဲမှာလဲ red axis red direction မှာဆွဲမှာလား green axis မှာဆွဲမှာလား blue axis မှာဆွဲမှာလားကိုဆွဲမဲ့ direction ကိုရွေးပေါ့ရွေးလိုက်တဲ့အချိန်မှာဒီလိုမျိုး red axis မှာဆွဲမယ်ဆိုရင် red အရောင်လေးပေါ်အောင်ရွေးလိုက်ဒီလိုမျိုးအနီရောင်လေးဖြစ်သွားပြီဆိုတဲ့အခါကြလို့ရရှင် shift ကိုဖိထားလိုက် shift ကိုဖိလိုက်လို့ရရှင် तू က line ကအရောင်လေးပိုထင်းသွားတယ်နော်အဲ့လိုမျိုးပိုထင်းသွားတဲ့အတွက်ကြောင့်မို့လို့ shift ကိုနှိုးလိုက်လို့ရှင်တော့ तू ကဒီမှာ direction ကလော့ချထားတာပြန်ပြောက်သွားတယ်နော် shift ကိုဖိထားတော့မှဒါလော့ချထားတာအဲ့လို shift ကိုဖိထားတဲ့အချိန်မှာ mouse ကဘယ်လိုပဲရွေ့အဲ့ဒီ red axis red direction ကလွဲလို့ तू ဘယ် direction ကိုမှ तू မပြတော့ဘူးနော် तू တစ်ဖက်ပဲပြတော့မှာအဲ့ခါကျတော့မှကိုရက်မဲ့နေရာမှာကလစ်ချပြီးတော့ရက်လိုက်ပြီးတော့မှ command အထွက်မယ်ဆိုရင် space bar တစ်ချက်ခေါက်လိုက်line လိုက်ဆွဲကြည့်ရလားရရနော်ဟုတ်ပြီဒီကကြောက်လို့ရရှင် line ကို scale နဲ့ဆွဲမယ်ပေါ့ scale အတိအကျနဲ့ဆွဲမယ်ပေါ့ခုနဆွဲတာ free hand scale တွေပါမထည့်ထားဘူးအခု scale အတိအကျနဲ့ဆွဲမယ်အဲ့ခါကြောက်လို့ရှင် line command ယူလိုက်မယ် L command ယူပြီးတော့အဲ့ခါကြောက်ရှင်ကိုဆွဲမဲ့နေရာမှာကလစ်ချမယ်ဒီခါကြောက်လို့ရရှင် तू က direction ကိုမတို့ arrow key နဲ့သွားမယ် right arrow key က red axis red direction နော် left arrow key က green axis ဒီမှာ y axis green direction နဲ့ top arrow key က blue axis blue direction
keyboard မှာရှိရနော် arrow key တွေတွေ့ရနော်နံပါတ်နားလေးမှာရှိရနော် arrow key လေးတွေအဲ့တော့ red axis ဆိုလို့ရှိရင်ဒီမှာ red direction ကိုမှသူကဒီဘက်ဟိုဘက်နော် left arrow key ဆိုရင်လည်း green direction ကိုမှဒီဘက်ဟိုဘက် top arrow key ဆိုလို့ရရှင်လည်း blue direction ကိုမှအပေါ်အောက် down arrow key ကိုမတော်ဘူးနော် up arrow key ကိုပဲအပေါ်အောက်သွား direction ကိုကိုကပြပေးရုံပဲဘယ်လိုဆွဲမလဲဆိုတာအဲ့လိုမျိုး red green blue arrow key ရနေပဲတော့ချမယ်သူကကြတော့ direction ကိုခုနလိုမျိုးshift လိုမျိုး direction line ရောင်လေးပေါ်မှာ shift ကိုဖိထားတာမျိုးအဲ့လိုမျိုးနဲ့သူကမဆိုင်တော့ဘူးသူကကြတော့ကိုယ့်ရဲ့ line ကဘလို့အခြေအနေမျိုးပဲဖြစ်နေကိုက direction ကိုဖမ်းပြီးလွှတ်ချခြင်းတယ်ဆိုလို့ရှိရင် arrow key တာနှိပ်လိုက် right arrow key နှိပ်တာနဲ့တခါရဲ red axis မှာသူလွှတ်ကြပါတယ်နော် red arrow key ကိုတစ်ချက်နှိပ်ရင်သူကလွှတ်ချတာနောက်တစ်ချက်ထပ်နှိပ်ရင် lock ကိုဖြုတ်တာအဲ့လိုပဲ green ဆိုရင်လည်း left arrow key ကိုနှိပ်ရင်လောချတာနောက်တစ်ချက်နှိပ်လို့ရှိရင်လောဖြုတ်တာတူတူပဲเนาะအဲ့တော့အခုဆိုလို့ရှိရင် red axis တိုင်းဆွဲမယ် red direction တိုင်းဆွဲမယ်အဲ့တော့ right arrow key ကိုလောချလိုက်တယ်လောချပြီးသွားတော့မှဒီ length ရဲ့အလျာ distance ကိုဘယ်လောက်ထည့်မလဲဆိုတာကိုကကမန်းရိုက်ပေးရတယ်ပေါ့အခုဆိုလို့ရရှင်ကိုယ့်ရဲ့ length ကဘယ်လောက်ရှိလဲဆိုတာကိုဒီအောင်နားမှာရှိတဲ့ measurement box တွေထဲမှာကိုခံမှန်းရေးကြည့်လို့ရတယ်ကလစ်မချမချင်းเนาะ तू ကအမှ land ရဲ့ distance တွေကအမျိုးမျိုး तू ပြောင်းနေတာတွေ့ရเนาะအဲ့လိုမျိုးအဲ့ဒီမှာတကယ်လို့ကိုဆွဲထားတဲ့ scale တွေကအရန်ကြီးလို့ရရှင် land တွေကအမှထောင်ကနန်းတွေတောင်းကနန်းတွေဖြစ်ကုန်တော့သိန်းကနန်းတွေအဲ့လိုမျိုးတွေဖြစ်ကုန်တော့เนาะအဲ့တော့ကိုယ့်ရဲ့ land ကိုအမှအမြဲတမ်းကိုယ့်ရဲ့ scale ဘယ်လောက်တောင်မှဒီ model site ကကြီးနေတဲ့သိန်းနေတဲ့ဆိုတော့ဒီမှာလာပြီးတော့ကို scale ကိုအမြဲတမ်းပြင်ပြန်ပြီးတော့ချိန်ပြီးကြည့်လို့ရတယ်เนาะအဲ့တော့အဲ့မှာ line ကိုလိုက်ဆွဲကြည့်လို့ဒီမှာ length အရင်များနေရရှိတာမရှိဘူးเนาะအဲ့ဒါဆိုလို့ရရှင်အခုဒီမှာမှ direction ကိုချိန်ရတယ်ချိန်ပြီးသွားလို့ရရှင်အခု length တစ်ခုထည့်မယ်ပေါ့ဒီကထည့်မှာကိုဘယ်လောက်ထည့်မလဲဆိုတော့တက်လက်မလောက်ထည့်စီမယ်1ဒီမှာကပေလက်မကိုရွေးထားပေမဲ့သူ့ရဲ့ model unit မှာက inch ကို default ထားတဲ့အတွက်ကြောင့်မလို့အမနောက်မှာ inch sign ကိုကလက်မနဲ့ပေးမယ်ဆိုလို့ရှိရင်ဒီကနန်းရဲ့နောက်မှာ inch sign ထည့်ရစရာမလိုဘူးเนาะအဲ့တော့1 enter ပြီးရင် command ထွက်မယ် stay bar အဲ့တော့ unit ကဘယ်လိုမျိုးပြောတာလဲဆိုလို့ရှိရင်ဒီမှာ window မှာရှိတဲ့ model info မှာကြည့်လို့ရတယ်မတို့ကိုသုံးတဲ့ unit ကိုစစ်ချင်လို့ရှိရင်အဲ့ဒီမှာ unit ဆိုတာလေးရှိတယ်เนาะ window ဒီဘောက window ထဲမှာရှိရဲ့ model info မှာကြည့်လိုက်လို့ရှိရင် unit ဆိုတာရှိရဲ့အဲ့ဒီ unit မှာဆိုအခုထားထားတဲ့ format က architectural inch ကိုထားထားတာအဲ့တော့ inch က default ဖြစ်နေတဲ့အတွက်ကြောင့်မလို့အမတို့ကဒီမှာဆွဲရင်လက်မတွေနဲ့ဆိုလို့ရရှင်လက်မဆိုင်အောင်ထည့်ရိုက်စရာမလိုဘူးတကယ်လို့ကိုဆွဲတာကပေဖြစ်နေခဲ့မယ်ဆိုရှင်ပေဆိုင်ကိုခဏနောက်ကနေထည့်ရိုက်ပေးဖို့လိုတယ်เนาะအဲ့တော့အခုဆိုမှဒီမှာလက်မပဲဆွဲရမလို့ဒီမှာလက်မဆိုင်က default ဖြစ်နေတဲ့အတွက်ကြောင့်မလို့သူ့ကိုထည့်ရိုက်စရာမလိုဘူးတကယ်လို့ကိုယ့်ရဲ့ format က architectural မဟုတ်ဘဲနဲ့ engineering ဖြစ်နေမယ်ဆိုသူက fixed default ဖြစ်သွားတယ်အဲ့ခါကြလို့ရှိရင်ကိုကပေဆိုင်ကိုထည့်ရိုက်စရာမလိုဘူးလက်မကြိုင်ထည့်ရိုက်ပေးရမယ်ပေါ့အဲ့လိုမျိုးလေးကွာတယ်နော်အခုတော့ဒီမှာ architectural မလို့ inch က default ဖြစ်နေကြလို့ inside ထည့်ရိုက်စရာမလိုဘူးပေဆိုင်တာထည့်ရိုက်ပေးရမယ်အဲ့တော့ခုပြန်ဆွဲကြည့်မယ်နော် L ကိုဆွဲမဲ့နေရာမှာ click ချပြီးွားရင် direction ကိုချိန်အခု arrow key နဲ့ပဲဆွဲမယ်နောက်ပိုင်းပုံတွေဆွဲတဲ့ခါကြလို့ရှိရင် arrow key နဲ့ပဲဆွဲဖို့ပုံများအောင်လို့လေ့ကျင့်ထားဒီ shift နဲ့ကြာ direction တွေပါကိုကတိချပြန်ချိန်နေရသေးတာပေါ့နော်လိုအပ်တဲ့ခါကျရင်လည်း shift 3ပေါ့ shift 3ဖို့လိုအပ်တဲ့ခါကျရင် shift 3မလိုတဲ့ခါကျလို့ရှိရင် arrow key နဲ့ပဲသွားမယ် direction ကိုချိန်ပြီးသွားလို့ရှိရင်ကိုဆွဲမဲ့ length ရဲ့ distance ကိုထည့်တက်လက်မဆိုတက်လက်မပြီးသွားလို့ရရှင် click ချစရာမလိုဘူး enter ကိုခေါက်ခဏရိုက်ပြီးသွားလို့ရှိရင်တော့ enter ကိုပဲခေါက်ပြီနော် click ချလိုက်လို့ရရှင် distance မှန်မှန်တော့ဘူးပြီးသွားတော့အရန်တည့်ရဆိုလို့ရှိရင် zoom extend ကိုချက်ပြီးတော့ကြည့်ကြည့်နော်ပြီးသွားလို့ရရှင် command ထွက်မယ်ဆိုရင် save ပါရမလား